Hello, Minglaba. Ini na thong na sanga kuni no. October la tong se yani ma no kapa ro nga khun pi phya na mar ko chi ma bare. Chonru di pyari chang apai le se yok ni bi. Le se yok ni bi. Kini we nga twa me tingkan sa ka ro apai sorry pe ma yok. Le se no. Nó sống to cả là phía trên phía đi đó bên lê xe anh ấy sống ở đất xa sống bên ní của tôi mình ở đất xa sống đông nhiêu chân rồi ngã bị ngã này anh mi sống cả tu tiếng đất xa sống anh là cả công ty sinh viên ở đất xa sống anh ấy sống cả ở đất xa sống cái ở đất xa sống bên ní củaကျွန်တော်စပ်ပြီးမှကျွန်တော်လေ့လာတော့ဖို့ဖြစ်ပါတယ်အဲ့ဒီအပိုင်းနည်းကိုကျွန်တော်လေ့လာတော့မယ်အဲ့ဒါအရင်ဝင်ကပြည်သားထဲကနေကျွန်တော်မျက်စိထဲမြည်အောင်ပြန်ပြီးမှနှွေးစေချင်တယ်နော်အဲ့ဒါနှွေးပေးချင်တယ်အဲ့ဒါကတော့အားလုံးမျက်စိထဲမှာမြည်အောင်ထားမယ်ယေရှုတေချင်းကနေထမြောက်သွားတော့ကောင်းကင်ဘုံတက်သွားတယ်ကောင်းကင်ဘုံမှာပိတ်မှန်တော်သွားတည်ဆောက်တယ်ပြီးမှအဲ့ဒီပိတ်မှန်တော်ကနေတန်ရှင်တော်ဝိညာဉ်တော်တုံးလောင်းတာနော်တန်ရှင်တော်ဝိညာဉ်တော်တုံးလောင်းတယ်အဲ့ဒီချင်းကနေစပြီးဂျေဇုတော်ကာလဆိုပြီးဝင်သွားတယ်ဂျေဇုတော်ကာလကဒီနေ့ဘာလို့ဆိုကဲတင်ချင်းရတဲ့လူစုရသည်ဖြစ်စေမရသည်ဖြစ်စေအလုံးနပတ်တိကသူရနာမေကောင်းကင်စင်ဝင်တော့ကောင်းကင်စင်ဝင်ပြီးဖြစ်တော့ကြောင့်သူတို့ဘယ်သူမဆိုတေတဲ့လူကျေးဇူးတော်ကာလမှာတေတဲ့လူအလုံးပရတိတုပုံရောက်တယ်ယေရှုနဲ့သူလူဆိုတေတဲ့နေရောက်တဲ့ကတယောက်ကကဲတင်ချင်းရတယ်ပရတိတုပုံရောက်တယ်ပေါ်လူလည်းပရိတိတုပုံရောက်တယ်အဲ့ဒါကအမြဲတမ်းနေမညာမဟုတ်တနည်းကြတော့ယုံကြည်သူတွေချီဆောင်ဖို့ကြွလာတယ်ကဲဒါကနိ2000စီစရောကာလာကနိ2000ဆိုတာတွေ့တင်ခိတာရဲ့အများကြီးရှိတယ်ဆိုကျွန်တော်တွေ့ရတယ်အင်းနိ2000အတွင်းမှာကဲတင်ချီရပြစ်တဲ့လူအလုံးအတူတကွနေတာပရိတိတုပုံပြီးခရစ်တော်ယုံကြည်သူတွေချီဆောင်ဖို့ကြွလာတဲ့ချိန်မှာခရစ်တော်နဲ့တည်လုံတော်သူအလုံးခရစ်တော်နဲ့တည်လုံတော်သူအလုံးကိုတကျူရညတင်းကျန်းကနေထမြောက်လာတယ်ကျွန်တော်ဒီအကြောင်းကိုအသေးစိတ်ဝင်ငါပြီတေပိတာမိချိပိပိတာကိုခါနာမယူကောင်းကင်ပေါ်မှာကျွန်တော်ခါနာကိုရှိပိတာဖန်အတိဖန်စင်ပိတာဝိညာဉ်ခန္ဓာကိုယ်လို့ခေါ်တယ်ဝိညာဏကိုယ်ဆိုရယ်ဝိညာဉ်ခန္ဓာကိုယ်ဇာတိခန္ဓာကိုယ်ရှိလေဝိညာဉ်ခန္ဓာဇာတိခန္ဓာကိုယ်ကမိမုတ်ကိုအပြည့်သွားပြီဝိညာဉ်ခန္ဓာကိုယ်အဲ့ဒါကောင်းကင်ပေါ်မှာဖျားကရှိပိတာဖန်ဆင်းပိတာရှိတယ်အဲ့ဒါဝိညာဉ်လည်းတင်းကျပ်မှဆင်းလာတယ်ဝိညာဉ်ခန္ဓာကိုယ်လည်းကောင်းကင်ပေါ်မှာရှိပိတာကိုတင်းကျပ်ညဆင်းလာပြီးမှအဲ့မှာပေါင်းပြီးမှထမ်းမြောက်သွားတဲ့ချိန်မှာဝိညာဏကိုဖြစ်သွားပြီဝိညာဉ်ခန္ဓာကိုဒါကြောင့်တိကော15-40မှာထမြောက်ခြင်းကိုဒီဝိညာဏကိုဖြစ်၏ဇာတိပကရိကိုတမျိုးဝိညာဏကိုတမျိုးရှိဆိုတာလေအဲ့ဒီဝိညာဏကိုနဲ့ထမြောက်မယ်ပြီးခရစ်တော်တရားပြင်လျှောက်ပြီးမှစုရမရစီမယ်ကဲဒါဆိုရင်စုရမရစစ်တာကတော့တေပိတာဖွဲ့ကောင်းကင်ပေါ်ရောက်ပိတာအဖွဲပဲစစ်တာကျွန်တော်အရင်တော့တိရယုံတာကိုပြောပြမယ်အရင်တော့ကကျွန်တော်တိရယုံတာကတော့ဘယ်လိုတိတယ်လဲဆိုရင်ချစ်ဆုံးသွားရင်ကဲတင်ချင်းရတယ်လို့အလုံးချစ်ဆုံးမယ်ပြင်စုရမြစစ်မယ်အဲ့လိုပဲတိပြီးအဲ့လိုပဲဟောခဲ့တယ်ဒါပေမဲ့ဒီအခုချိန်မှာ
တေချာနှုတ်ကပတ်တို့ကိုပိုင်းခြားကြည့်တဲ့ချိန်မှာအဲ့ဒါကစုရမရစစ်တာဘသူရီစစ်တယ်လို့ဆိုရင်ကောင်းကင်ပေါ်ရောက်ပြီးသားအဖွဲ့ကိုစစ်တာအေးဝိညာဏကိုနဲ့ထမြောက်ပြီးမှသူတို့ကိုစစ်တာအဲ့မှာစုရတယ်လို့မင်္ဂလာဆောင်ပွဲဝင်ရတယ်စုမရတဲ့လူငိုကြွေးချအန်တော့ခဲကြည့်ချင်းရှိရတော့ပြီကျွန်တော်တင်ပြပြီနော်ကဲတာကဒီနေ့တေပိတာအဖွဲ့ line ဖြစ်တော့ပြီကဲကျွန်တော်တို့အခုစဉ်းစားစရာကတော့အရေးကြီးဆုံးကတော့လေဒီနေ့တွေ့တာခန္ဓာကိုမတေတီးပဲနဲ့အသက်ရှင်ရက်ချစ်ဆုံးချင်းကိုလာမယ်ဆိုရင်လာရင်ပတူရီပဲပါတော့မဆိုတတူးတမီပဲပါတော့တယ်တတူးတမီပဲအဲ့ဒါကကျွန်တော်ဒီနေ့အတိပြင်စင်တော့တတူးတမီအဲ့လိုပြောတယ်နော်အတိပြင်စင်တော့တတူးတမီပဲခေါ်တော့တယ်အေးဒါကြောင့်ဒီနေ့ကေတင်ချင်းရတော့တူတဲ့တတူးတမီမဖြစ်ဘူးအလုံးတိပိတာဖြစ်ဒါဆိုရင်ကျွန်တော်တို့အခုစဉ်းစားတော့မယ်ဂျေစုတော်ကာလကိုကျွန်တော်လေ့လာနေတယ်ဂျေစုတော်ကာလနော်ကျွန်တော်တို့ဒီဟိုတနေ့တုန်းကကျွန်တော်ဟိုပထမပါတော့ပေါ့ပထမပါတော့ကကျွန်တော်ရပ်ချပြီးချက်တုံးလုံးရိုက်မဲ့စီမံကိန်းကိုကျွန်တော်ဝင်ငါနေအဲ့ဒါကိုကျွန်တော်ဗီဒီယိုဖိုင်ဖွင့်တော့အတမ်းမထွက်လို့နော်အဲ့ဒါအစင်မပြေဖြစ်သွားတယ်အဲ့ဒါကကျေးဇူးတော်ကာလပေးချင်းကုန်မလဲဆိုတာကျွန်တော်လေ့လာပြတာဖြစ်မယ်နော်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်လောက်ဗီဒီယိုဖိုင်နဲ့ကျွန်တော်နားထောင်စေချင်တယ်နော် Cashless currency, one world central bank, one world military, end of national sovereignty, end of privately owned property, end of the family union, mandatory vaccines, universal basic income, microchipped tracking for all, world social credit system. အားလုံးနားထောင်နော် Thousands of FG towers, end of private transportation, end of private farms, business owned by government, travel restrictions, restricted land use. This is Agenda 2030. This is what they on. This is what they on. This is 5 years from today. 5 years. So that year is basically the deadline that our global elites have given our country and will probably give you to abide by these new regulations. And that agenda is called the 2030 Agenda. And now I have a slide showing you what that entails. So the 2030 Agenda is a United Nations agenda. So there we go. Everybody is part of the United Nations, right? The entire world. And this agenda consists of 17 what they call sustainable development goals. And when you take a look at them, right there, you're like, well, what's wrong with that? You know, they all seem very noble. No poverty, no hunger. Who could be against that? However, if we take a closer look at how they actually want to accomplish all of this, anybody with 2 functioning brain cells realizes that this cannot happen unless there is an active and maybe even forceful redistribution of goods, foods, property, and our rights, which basically comes down to the obliteration of all of our basic liberties and our rights. And these goals, as I said, are not restricted solely to the Netherlands. They are global. And that's where we see their true motive. The people behind this want to establish a one world government, a new world order in which they decide what we eat, when we eat, where we travel, when we travel, who we meet, and what we are allowed to spend our money on. Basically, control over every single aspect of our lives. ကဲအခုကျွန်တော်တို့
လေ့လာနေနော်အဲ့ဒါကတော့တကယ်ယုံကြည်သူတို့ချစ်ဆုံးပြီးဆိုရင်ဒီနေ့ဘာလို့ဆိုပေးတန်ကြီးကာလဝင်သွားမယ်ပေးတန်ကြီးကာလဝင်သွားရင်6-3လုံးကိုရိုက်မယ်ဒါကြောင့်အခုကျွန်တော်တို့လေ့လာနေတယ်အဲ့ဒါလေ့လာနေတာကတော့ကျွန်တော်တို့အတောင်နဲ့တိုင်းပြထားတယ်နော်ကျွန်တော်တို့လေ့လာနေတဲ့အချက်ကိုနည်းနည်းပြန်နှွေးပေးမယ်အဲ့ဒါကရေစကြည်လထဲကနေ40ခုနှစ်နော်ရေစကြည်လအဲ့ဒါက40ခုနှစ်တိကနေစနစ်ထဲမှာအတောင်တစ်ထောင်ချီမျက်စိအတောင်တစ်ထောင်တူအတောင်တစ်ထောင်ခါရေကလေးခါတိုင်းချမှာ3ကျင်ကတော့ချီတော့နေမြကြီးထိတယ်ကဲချီတော့နေမြကြီးထိတယ်လေးခါမြောက်ကအတောင်တစ်ထောင်တိုင်းမှာပင်လေဖြစ်သွားတယ်အတိတ်ဘက်က3ကျင်ချီတော့နေမြကြီးထိတယ်ဆိုတဲ့အတိတ်ဘက်ကတော့နော်အဲ့ဒီအတိတ်ဘက်ကတော့နိတုံးထုံကတော့ဒီကဘာပေါ်မှာဖြစ်မယ်ဆိုတဲ့အတိတ်ဘက်ကိုဆိုလိုချင်းဖြစ်တယ်နော်နိတုံးထုံလေးထုံမြောက်ကထာဝရကာလမှာဝင်သွားမယ်အဲ့ဒါကိုကျွန်တော်ပြန်ပြီးမှလိလာပိတာထဲမှာထပ်ပြီးမှကျွန်တော်နွေးပြီးမယ်အတောင်တထောင်ကချီမျက်စိအတောင်တထောင်ကတူကဲကျေးဇူးတော်ကာလကနိပေါင်း2000ပဲရှိတယ်ဆိုတော့ကိုကျွန်တော်တွေ့ကြည့်လို့ရတယ်အဲ့တော့ကျေးဇူးတော်ကာလကနိပေါင်း2000နော်နိပေါင်း2000ပဲကြံတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်ကဲနိပေါင်း1000ကခရစ်တော်ကဒီကပါကိုနိ1000အုပ်ချုပ်ရင်3000ပြီးသွားပြီအဲ့တော့အနိနောက်ထပ်အတောင်1000တန်းကျမှာရေကပင်လေဖြစ်တော့ဆိုကောင်းကင်တိမြေကြီးတိထာဝရကာလတိရောက်သွားပြီအဲ့ဒါကတိုင်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီနေ့ခရစ်တက်ကရီ80ကတော့2025ရောက်ပြီအဲ့ဒါကမွေးတက်ကရီကျေးဇူးတော်ကာလစတာပဲခေစဆိုရင်83မှစတာ83စတော့ကြောင့်2025ထဲမှာ30နှုတ်လိုက်1995ကဲ1995ပဲရှိတယ်အတောင်2000မပြည့်တိဘူးအဲ့တော့9နှစ်ပြန်ထည့်မယ်ဆိုရင်အတောင်2000ပြည့်သွားပြီအတောင်2000ပြည့်သွားပြီအခုတော့9နှစ်မကြံတော့ဘူး4နှစ်နဲ့2လပဲကြံတော့တယ်ကြည့်အဲ့ဒီချင်းကာလမှာအခု UN ရဲ့နော်ကုလသမဂ္ဂ UN ရဲ့စီမံကိန်းကုလသမဂ္ဂ UN ရဲ့စီမံကိန်းက2030ဒါဆိုရင်2030ကကျေးဇူးတော်ကာလ2000ပြည့်တဲ့ချိန်ဖြစ်သွားပြီပြည့်နေဖြစ်သွားပြီ2030မှာနော်အဲ့ဒါကတကပါလုံး6-3လုံးမရိုက်မနေရဆိုလာတော့မယ်ဒါဆိုရင်ကျန်းစာထဲမှာလေကြတော့နော်မပြီးသေးဘူးလေနေရလည်းဘယ်လိုဖြစ်နေရကျေးဇူးတော်ကာလနော်ကျေးဇူးတော်ကာလကအခုဘယ်လောက်ရောက်နေတယ်လဲဆိုတော့ကိုကျွန်တော်တိုင်းတာလို့ရတယ်အတောင်2000ပြည့်တော့မယ်ဆိုတော့ကိုဒါကြောင့်ချစ်တော်ညီကိုမွန်မတို့ကျွန်တော်တို့အခုချိန်မှာကတော့ကိုဝိညာဉ်ရကိုနွေးဖို့အချိန်ရောက်ပြီမိမိကိုဆန်းစစ်ဖို့အချိန်ရောက်ပြီလို့ခွန်အားပေးခြင်းတယ်ကဲကျွန်တော်တို့ဒီနေ့ထပ်ပြီးမှကျွန်တော်တို့ဒီတည်င်းတစ်ခုကိုကျွန်တော်ဆက်ပြီးမှဒီအမေရိကမှာအခုလုံမဲ့အစီအစဉ်ကိုနည်းနည်းကြော်ညာပေးခြင်းတယ်အဲ့တော့2030ကတော့ပြီးသွားပြီအခုကြော်ညာချက်ပြန်ထွက်လာပြီဒီမှာကြည့်ပါနော်အခု6-3လုံးကိုပဲချင်းစမလဲဆိုရင်
2000 and replace them with a new technology, electronic tattoo, embedded under your skin. According to Gates, life as you know it will soon be impossible without one. Digital IDs fused with your body, a modern mark of the beast, controlling access to everything, work, travel and money. We've been warning about the elites' beast system for years, and now it's coming to life. The question is, will you resist or be forced to comply? Did you know that Bill Gates recently said that if you don't have the digital ID by 2028, you will be isolated from society? Where there's only 2 clicks left when you are required to have digital ID to move around and have a life, and when cashless central bank digital currencies are the only way you can buy and sell. At that point, you've lost your freedom. If you follow the breadcrumbs to 2030, anyone can look up the UN 2030 SDGs, Sustainable Development Goals. By 2030, Britain specifically will have no commercial passenger aircraft leaving the country. You will not be able to leave. There will be no ships leaving the country. You will not own private transport. You will have a digital ID to do everything, and you will only have electronic money with which to transact. Now, these aren't your traditional inks. Smart tattoos are electronic, skin-adhering devices that offer real-time health monitoring. In this video, we're diving into how they work, their game-changing applications, and what the future holds for this groundbreaking technology. So what exactly are smart tattoos? Technically known as epidermal electronics, smart tattoos are thin, flexible devices that stick to your skin like any temporary tattoo, but they're packed with sensors and tiny circuits. These wearable devices can measure things like your heart rate, body temperature, and even glucose levels. Think of them as tiny computers embedded within your skin, seamlessly collecting vital data. And the best part, they communicate wirelessly with your phone or health monitoring system. Alright, let's get into the science behind smart tattoos. At the core of these devices are conductive inks. These inks, often made from materials like graphene or silver nanowires, are responsible for carrying electrical signals. Tiny sensors within the tattoo can detect physiological markers like glucose levels, as well as UV radiation or muscle activity. These sensors gather data, which is then transmitted wirelessly to your smartphone or health monitoring platform. For example, if your smart tattoo detects an abnormal heart rate while you're exercising, you'll receive an alert on your phone, helping you catch any potential health issues before they become serious. But how do these tattoos actually sense things like glucose levels or heart rate? Since they're worn on the skin, smart tattoos need to be flexible, comfortable, and resilient enough to handle daily activities like sweating, showering, and exercise. Researchers are working hard to make these tattoos last longer without compromising their flexibility. Another challenge is powering these devices. Right now, the goal is to make these tattoos operate for extended periods without needing bulky batteries or recharging systems. Imagine a smart tattoo that lasts for weeks or even months without requiring any maintenance. Lastly, we can't forget about data privacy. As these devices collect more personal health data, ensuring that information stays secure is absolutely crucial. Researchers are focusing on encryption and secure data transmission to protect your sensitive health information. အခုကျွန်တော်တို့လေ့လာနေနော်6လုံးတစ်စိတ်ကိုဒီ6လုံးတစ်စိတ်ဒီကွန်ပျူတာပါကုတ်ဒီ microchip ကိုတွင်းဖို့2028မှာစဖို့အခုလုပ်နေပြီဒါဆိုရင်ကျွန်တော်ကတခုဝင်ငါနေရာတစ်ခါကျွန်တော်ဝင်ငါတယ်ယောရှုမစာအခန်းကြီး30စနစ်73မှာယောရှုလက်ထက်မှာနေကိုဝင်တွန်းနေတဲ့နေရတာကျွန်တော်တွေ့ရတယ်ပြီးရင်ဟေရှာယ38ရှိကနေ30မှာဟီစကီမီတေပြီးမှတတန်ကွန်ပျူတာ15နှစ်တူပြီတယ်နာကြီးဆက်ချက်ပြန်တော့ဆုတ်တယ်ဆိုတာကြည့်တွေ့တယ်ဒါတုံကြီးစရောကာလကတော့ဒီနေ့ဖျားခင်လူဒီတနာဆိုရင်ပြန်တူးပေးလို့ရတယ်အရှင်နဲ့အတိအကျပြောလို့မရဘူးဆိုပြီးမှကျွန်တော်ကနောက်ဆုံးဒီကုံချုပ်နေတဲ့နေရာကလည်းဝင်ငါပေးတယ်ဒါပေမဲ့အခုကပါပေါ်မှာဖြစ်နေတဲ့အရာကိုကြည့်လိုက်ဒီကပါပေါ်မှာဖြစ်နေတဲ့အရာကိုကြည့်လိုက်ရင်အဲ့ဒီ
UASC မှန်ကင်းအခု2030ကကြီးစရောကာလ2000ပြည့်တဲ့အချိန်ကာလထဲရောက်နေပြီအဲ့တော့ကျွန်တော်ပြန်ကြည့်တဲ့ချိန်မှာအိုဘားမားလက်ထက်မှာ2013မှာ63လုံးရိုက်ဖို့အမေရိကန်ပြည်နယ်35ပြည်နယ်ကကန့်ကွက်ပြည်မှာဖျားနာမနဲ့ကန့်ကွက်ပြည်မှာတခါရွှေ့လိုက်ပြီ2019ပဲရိုက်မယ်ဆိုပြီးအမေရိကန်မှာအတက်လို့တော့အောက်လို့တော့တပေါ်တူပြီးမှကြော်ညာချက်လက်ထုတ်ပြီးပြီထွန်းအခုတမရဖြစ်နေထွန်းတက်လာတဲ့ချိန်မှာအဲ့ဒါကိုသူဖြတ်မယ်မဲဆိုတော့လဲကြော်ညာတဲ့အဲ့ဒါလဲတကယ်လို့အဲ့ဒီ2019 63ရိုက်ဖို့ရွှေ့လိုက်တယ်နေချင်းဖြစ်သွားပြီ2020မှာကိုဗစ်ကာလမှာဒီနေ့ဘာလို့ဆိုမိုက်ကိုဗစ်ကာကွယ်စီထိုးတယ်လို့မထိုးတယ်လို့တီးအောင်2020မှာအဲ့ဒါက63လို့ရိုက်ဖို့စီမံကိန်းတက်ရချင်းဆွဲတယ်ဒါပေမဲ့အဲ့ဒါကထန်ကတော့နဲ့ထွက်တမရရာထိုးကနေမထွက်ခင်မှာအမေရိကန်စစ်တပ်ကိုတောင်းပေးလိုက်တယ်ဒီမိုကရက်တစ်တွေလည်းအဲ့ဒီတောင်းမယူရဘူး Republican တောင်းမယူရဘူးအမေရိကန်စစ်တပ်ကတောင်းရမယ်ဆိုစာချုပ်ချုပ်ပြီးမှသူဒီနေ့တမရရာထိုးကနေအနာယူသွားတယ်ဒါဆိုရင်တုံးချင်ရှိသွားပြီစဉ်းစားကြည့်အဲ့ဒါကတန်ရှင်းတော့ဝိညာဉ်လို့ရှိလို့နေတဲ့အခန်းကြီးနေအငယ်ခုနှစ်ရှိမှပါပြောလဲစီတာတော်သူတီပဲရှင်းချင်းတို့မရောက်မြင်စီတာလိမ့်မယ်စီတာတော်သူတီပဲရှင်းချင်းတို့ရောက်တာမှာအာတမလူပေါ်လာမယ်တဲ့အာတမလူကိုတခင်ယေရှုခရစ်ကြွလာတော့မူချီယုံချီအပြည့်ဖယ်ရှားမယ်ယုံချီဆိုတာအဲ့ဒါအန်တီခရစ်ပြောတာအခုဝတ်ထားတဲ့အတမရပြုတ်ပြဆဲဖြစ်တယ်စီတာတော်သူဆိုတာတန်ရှင်းတော့ဝိညာဉ်တော်ကြီးစရောကာလဒါကြောင့်တုံးကျင်စီတာပြီးပြီအမေရိကန်မှာလေဒါဆိုစစ်စားကပါကိုအုပ်ချုပ်တာအမေရိကန်ကအုပ်ချုပ်နေပြီအခုဒီနေ့ UN တကပါလွဲစီမင်ကပင်ကင်းကတော့2030ဒါဆိုရင်ကြီးစရောကာလ80 2028ထဲ2025ထဲမှာ30နှုတ်လဲအဲ့ဒါ1995ဖြစ်သွားပြီ9နှစ်ထဲလဲ30ဖြစ်သွားပြီကဲဒါဆိုရင်အတောင်ထောင်ကြီးစရောကာလ2000အန်ကွင်ကြတဲ့မှာကျွန်တော်ရောက်နေဆိုတရားဒါကြောင့်ကျွန်တော်တို့ယောရှုလက်ထက်မှာညီရက်သွားတဲ့အရာကတော့ဒီနေ့ဖြစ်ဖို့အချိန်ကမလွယ်တဲ့ညရောက်နေပြီအဲ့တော့ဟိစကိလက်ထက်မှာနိုင်ဆက်ဆက်နောက်ဆုတ်တယ်လို့ပဲစုပ်ပေးဖို့ကအခုကပါပေါ်မှာဖယားစကားပြည့်စုံတဲ့အရာကိုကျွန်တော်ကြည့်လိုက်နော်ဖယားစကားပြည့်စုံတဲ့အရာကိုကြည့်လိုက်အားလုံးဖြစ်နေတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်မတို့ကျွန်တော်တို့ဒီနေ့ပြင်ဆင်ရမယ့်အချိန်ရောက်နေပြီကဲထမှန်ပြည့်မှာကျွန်တော်တို့အခုဒီနေ့စီဝဲတဲ့လမ်းကြုံကိုကျွန်တော်တွားတော့မယ်နော်အဲ့တော့ယုံကြည်သူတွေတင်းဆဲသွားပြီနော်ယုံကြည်သူတွေတင်းဆဲသွားပြီဆိုရင်ဘသူတွေတင်းဆဲချင်မှာပါမလဲတကယ်ခရစ်တော်လာတဲ့ချိန်မှာအသက်ရှင်တည်တဲ့ခရိယန်တွေခိရောက်သွားချိန်မှာတူးသမီး10ရောက်ရှိတယ်နော်အတိတ်ပြင်စင်တော့တူးသမီးကိုပွဲတော့ခေါ်သွင်းလိုက်တယ်တဲ့အဲ့ဒါကပြင်စင်တဲ့တူးသမီးအဲ့တော့စီဝဲတာ9ရောက်ဒီမှာကြည့်အထဲဝင်လာတဲ့တူးသမီးအပြင်မှာလည်းတူးသမီးအဲ့တူးသမီး10ရောက်ထဲမှာ9ရောက်ဝင်သွားတယ်9ရောက်ကျန်ရှိခဲ့တယ်အဲ့ဒါကတူးသမီးမဖြစ်တဲ့ခရိယန်တပါပေါ်မှာအများရှိတယ်ကဲတူးသမီးဖြစ်တယ်ဆိုတော့ပြောပြမယ်တရဖူရတာကိုပြောချင်တာအမွေရတာဆိုလို့တယ်အဲ့ဒါကဒီနေ့ကဲတင်ချင်းရတော့တူတိုင်းဒီနေ့တူးသမီးမဖြစ်တီးဘူးတရဖူမရနိုင်တီးဘူးဒါမဲ့အလုံးကတော့တကားဖွင့်တာတယ်ဘသူမဆိုကဲယုံကြည်သူတွေတင်းဆဲပြီးဆိုရင်ကြီးစုတော့တကားပိတ်သွားပြီကြီးစုတော့တကားပိတ်သွားတဲ့ကာလနော်ဒီမှာကျွန်တော်ဆက်ဝင်ရမယ်အဲ့တော့ပိတ်တန်ကြီးကာလ9နှစ်ရှိတယ်ပိတ်တန်ကြီးကာလ9နှစ်ပထမ3နှစ်ခွဲက
chọc tông lông tự sĩ dạy mà anti-cri bèn xanh tâm nhạc này ngà á lông chọc tông lông tự sĩ của dạy mà ấy đi chê mà chị aku lo mà cho nó xí mà aku chi nhà nì bì chị đó mấy suy rồi biết rằng chị cả là nắp bèn xí rè bắt thầm mà tông ni khoe chọc tông lông dạy mà tu tia tông ni khoe cả ami kuru sự bối thầm mà bà toa bì ấy bắt thầm mà tông ni khoe mà anti-cri xanh tâm nhạc này ngà á lông chọc dạy mà nắp phú mà phí xí lấy ya lấy mà phí xí chọc dạy chọc mà dạy để lù cả chẳng xa thế mà giống về lùm ya bù thế mà chị chọc tông lông tự sĩ của thì này bảo số tất cả bà lông Israel lùm yu tâm yu tì ta thảo ra phía cú quê tô lùm yu số bí mà xa chỗ mà chỗ lại đi ta là sắc khối mà ấy là Israel lùm yu cả rồi thảo ra phía cú quê để lùm yu số bí bí phía đó cho chọc tông lông mà dạy bù ta mới chọc tông lông dạy để lù á lông ta ye nè nà cá của cú quê mà kê bia đi chăng akhanchi satong ange seti ka ne seshi ma phai ta ye te si ku na phu ma phisi le ya le ma phisi chok te si yam ari te si yai chin ma khan ne lu ka ayong we lo ma ya bu de ke ta chung aku ta ye ayok thai ma atat twin pa ya to khwin ya me de à lúc đó aku chỉ anti-cri ayok lulu ya ni pinya na aku chỉ mà so lu aslu be aku ni pi ta di ko chỉ mà so Jesus Christo yung chỉ tu tin se po pelok ni pi le ti te se ko ye di so ti ni ba lu so phaya ka lam khan ro ke ai khriyan mya swa si we de ka la yok to bi si we de ka la ke tnu tami pha pe yaw no ara chang yi de khriyan si we de phwe chong ku tnu lei la ro me ke pha pi me pya ri chang khan ji tong pya ri chang khan ji tong ange le ku pha pe yaw no ထို့ကြောင့်သင်သည်ခံယူ၍နားထောင်ပြီးသည့်အရာကိုအောက်မေ့၍စောင့်ရှောက်လော့နောင်တရလော့စောင့်၍မနေလင်တခိုးကဲ့သို့သင်ရှိရာသို့ငါလာမည်လာမည့်အချိန်နာရီကိုလည်းသင်မသိရကဲအဲ့တော့တာတိမျိုးနဲ့မိမိအဝတ်ကိုမညစ်ညူးတော့သူနည်းနည်းရှိတယ်ထူတို့ဒီထိုက်တန်တော့သူဖြစ်၍အဖြူဝက်ငါနဲ့အတူတွားလာမယ်တဲ့ငါနဲ့အတူတွားလာမယ်အဲ့ဒါကဝတ်လုံဖြူကမင်္ဂလာဆောင်ပွဲဝင်လို့ရတဲ့ဝတ်လုံဖြစ်တယ်အဲ့ဒီငါနဲ့တွားလာမယ်ဒါကြောင့်ယုံကြည်သူတင်းဆဲပြီးတဲ့ချိန်မှာပေးတန်ကြီးကာလဆိုတာလာပြီပေးတန်ကြီးကာလမှာဒီနေ့ဘာလို့ဆိုရင်ခရစ်တော်အတွေ့အကြုံအသက်ခံတဲ့လူအဖွဲလို့ခေါ်တယ်စီဝဲတဲ့အဖွဲမရင်မတွေ့နိုင်များတယ်ကဲကျမ်းစာထဲမှာဒီလိုရေးတယ်ကဲပြာတိကျမ်းအခန်းကြီး6အငယ်9ကနေ7ကိုဖတ်ပေးအောင်တမီးတင်စမတစိတ်ကိုဖွင့်သောအခါဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်၎င်းမိမိတသက်ခံချက်ကြောင့်၎င်းအတိသက်ချင်းကိုခံရသောသူတို့၏ဝိညာဉ်များကိုရစ်ပလင်အောင်၌ငါမြင်၏သူတို့ကလည်းတန်ရှင်ဟုတ်မှန်၍အစိုးပိုင်တော်မူသောအရှင်မြေပေါ်မှနေသောသူတို့သည်ငါတို့အသွေးကိုသွင်းကြသောအပြစ်နှင့်အလျောက်အပြစ်ဒဏ်မပေးဘဲအဘယ်မျှကာလပတ်လုံးနေတော်မူမည်နည်းဟုကြီးသောအတန်နှင့်ကြွေးကြော်ကြ၏ထိုသူတို့၌ဖြူသောဝတ်လုံကိုပေးတော်မူ၏သူတို့နီးတူအသေးသက်ချင်းကိုခံရလက်တန့်သောမိမိလှုပ်ဖော်ဆောင်ဖက်ညီအကိုတို့သည်ပြည့်စုံခြင်းသို့မရောက်မီခဏငြိမ်သက်စွာနေရကြအောင်မည်ဟုသူတို့အားမိန့်တော်မူ၏ကဲအဲ့ဒါကဒီနေ့ပါဆိုရင်နှုတ်ကပတ်တော်ကြောင့်၎င်းမိမိတက်တည်ခံချက်ကြောင့်၎င်းအတေတက်ချင်းခံတော်ဝိညာဉ်များကို
Yipale out mangamire. To do night, two door woolungu, Pedro Ye. As we Mingla song boy win Araga, see where that put Araga, Janru Nene, did him a nap your no capato, Jones with the Kalungu Nene, Piotine. Young Jiru Tinse P. Pitanji Kalama, Isri Lumu, the Tain Leton Leton, you commentima. Piarijan Kuni, Tikan a Shima Yetare. At the Tain Leton Leton, you copima. Mate Kanji Nesale, Ange Salema, Nainga to Nashinto, Ingli Tiapo, Loki Nainga Aya. Ya to holy pima asongi piletang yitale era ka tini pitanji kala pyola nenga tone shido ingli tiaga akuka jizuro tiapide jansa thema ji masui tini ingli tia nga myu shide nongta ne sasen to ingli tia ara patisang yohan letema pi jizuro tia lema to ingli tia no tini balu sui P. Nangaronation Englitia. P. Taura Englitia Surale. Just a tema, Namu Shire. Ari Namu tema, a kukalaka chisro tayashire. Ti kalati kanjiti chokan koma, araka, rema to Englitia. E penishi kuka chisro taya. Getting chinja de langchong. E ari, a kushira. Chisro Tayane, Lema de Englitian, Coupe Shire. Sison P. Nanga donation to Englitiasura, Eri Pit and Chikalam, Holland. That's all. Did a cook crito, Dutchon, attack Kanyai, getting Chiade, Terpujade Sura. Dini the thing they don't can be my Taya home. No capato, John the Congress. The no capato got the music. Isuri hore no kapalo lepide, kucha tare no kapalo lepide. That's all. Eri lurica, ku attaco manemopu. Ke, Piarijan seni and a seti pio. Piarijan seni and a seti pio. Piarijan kanji seni and a seti. Tudo di do the ngay at 3 apsilaga, Mimi do the day can chen no capataya apsilaga, Almi. Ate candy die out, go at the woman and your jar. Yeah. Yippling almost masterai. Pusora. Eri pusora. Tilurica, go at the woman and your pen pusore. Ke, Chitoni Comomaro, a kuchima, General Kuku, Pissim at Chijonic. That's General Tini, the Gelo Mia. Si son chima ma papu su si were luka terpujame. Piarijan kanji ni ange te se papio. Piarijan kanji ni te se papio. Dendi Kayani a yard song to Kuko, Majaune, Dendo di Song Sanchico Kayani a down, Manati Dendo a choco, town 10 night long highway, Dendo di Saya Ballon, Senior Tokako Kaya Jalini, they did die on Tissa Sound. Topjil at the Pugunga baby. Amen. Animale, they did that on Tissa solo. Topule nati at the terapu pime. Ke at the terapu. Tiluri peda and Jicala mate de ludi. Tini at the terapuya. That's we terapuya de lute mingla son pue win air. That's on the peda and Jicala mate de ludica. Nene papa home. Oh, me to no miara. Piarijan kanji, Kuni, and a cook and a suck. Kuni shide. Go to say of a papion. Go to say. That is Jankanji Kuni and a go matasen. Tonama Naji, a diva the scaco, Biodo, do a new and a catendo a tema, try you. A bed to Yama Yimadan, Lunia, Boundodi, Chudo, Longo, Wilson, Sumberlon, Kako, Kindle, Belendo shape, doting a shema Yanija, Tudo Gale, Belembo, Martindo Mudo, Nado, Piatkin, knit.
သို့တငယ်သည်ကေတင်တော်မူခြင်းချမ်းသာရှိတော်မူစေတည်းဟုကြီးသောအသံနှင့်ကြွေးကြော်ကြ၏ အဲ့ဒါကဒီမှာဖျားခင်ရှိတူတငယ်ရှိမှာတဲ့ဖြူတော်ဝလုံးကိုပြမှာစွန်ပလုံကိုခတ်ကိုကန်ပြမှာအပေတူမြမကြီးမတွက်နဲ့ရက်နေတာမြင်ငါမြင်တယ်တဲ့ဒီလူတွေကပေကလာတယ်လေလို့မိအသက်ကြီးတော်သူကြောက်ကမေးစမှာကိုတော့ဖျားမေးတဲ့စမှာကိုတော့တိပါတယ်တဲ့ဒီလူတွေကကြီးစောတော့ဒုက္ခဆင်းရဲတဲ့ကနေလွတ်မြောက်လာတဲ့လူဖြစ်တယ်တဲ့နော်ဒါကြောင့်အဲ့ဒီအရာဒီကြည့်မစွေပေးတန်ကြီးကာလမှာစီဝဲတဲ့လူကနည်းနည်းပပမဟုတ်မကြီးမတွက်နဲ့များတယ်အိုးချစ်တော်မဆွေဒါကြောင့်ဘာဖြစ်လို့လဲစီဝဲတရားဒီပါလို့ချစ်ဆုံးချင်းမပါတယ်လဲဆွေဒီမင်္ဂလာဆောင်ပွဲမှာဝင်တဲ့အခွင့်အရေးကတန်ဖိုးဖျက်လို့မရဘူးအဲ့ဒါကတူတငယ်ဤအသက်စာဆုံးမှာဝင်တယ်အသက်စာဆုံးဝင်တယ်အဲ့ဒါကတရဖူရတယ်အုတ်ချုပ်ရေးအရာရှိတွေဖြစ်တယ်နော်ဒါကြောင့်ဒီလိုကျမ်းစာထဲမှာပြောတယ်ကဲပြာတိကျမ်းအခန်းကြီး20အငယ်4-5ကိုဖတ်အောင်နော်ပြာတိကျမ်းအခန်းကြီး20 4-5ကိုဖတ်အောင်ပြာတိကျမ်းအခန်းကြီး20အငယ်4မှ5လားပလင်များကိုလည်းငါမြင်၏ပလင်ပေါ်မှာထိုင်သောသူတို့သည်တရားစီရင်ရသောအခွင့်ကိုရကြ၏တာရဲနှင့်သူ၏ရုပ်ထုကိုမကိုးကွယ်သူ၏တစိမ့်လက်မှတ်ကိုနဖူး၌မခံလက်၌မခံဘဲနေ၍ယေရှု၏တသက်ခံတော်မူချက်နှင့်ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်လေပင်ချက်ချင်းကိုခံရသောသူတို့၏ဝိညာဉ်များကိုငါမြင်၏သူတို့သည်အသက်ရှင်၍အနှစ်1000ပတ်လုံးခရစ်တော်နှင့်အတူဆိုးဆန်ရကြ၏တွင်သောလူစုတို့သည်ထိုအနှစ်1000မကုန်မီအသက်မရှင်ရကြဤထမြောက်ခြင်းကပင်စမြထမြောက်ခြင်းဖြစ်သည်ကဲအဲ့ဒါကဒီမှာကြည့်ပထမထမြောက်ခြင်းဖြစ်တယ်အဲ့ဒါဒီမှာကြည့်ဒီမှာကဒီနေ့6လုံးတစ်စိတ်ကိုနဖူးမှာဖြစ်စီလက်ရလက်မှာဖြစ်စီ6တစ်စိတ်ရဲ့ချင်းမခံတော့လေပင်ဖြတ်ချင်းခံတော့ဝိညာဉ်များကိုငါမြင်တယ်သူတို့ဒီအသက်ရှင်၍ကဲခရစ်တော်နဲ့အတူအနိတထောင်ကာလပတ်လုံးစိုးဆံရလိမ့်မယ်အဲ့ဒါစီဝဲတာစိုးဆံတယ်ဆိုတာလေအုတ်ချုပ်ရတဲ့ပါသွားတယ်ဒါကြောင့်တာကိုတရိုးသမီးလို့ခေါ်တယ်ဒါကြောင့်အပြင်ဖက်မှာရှိတဲ့လူလဲတရိုးသမီးဒီမှာအပြင်ဖက်မှာရှိတဲ့လူလဲတရိုးသမီးအထဲဝင်တဲ့လူလဲတရိုးသမီးအထဲဝင်တဲ့လူကအတင်းပင်စင်တော့တရိုးသမီးအပြင်ဖက်ကတော့စီဝဲတဲ့တရိုးသမီးဒါကြောင့်တရိုးသမီးခန္ဓာကိုယ်မတည်ပဲနဲ့အသက်ရှင်ပြီးမှကြံရည်ပြီးမှပါသွားတဲ့လူအဖွဲ4ဖွဲခွဲမယ်ကဲပထမဖွဲကအတင်းပင်စင်တဲ့တရိုးသမီးဒုတိယတုကစီဝဲတဲ့တရိုးသမီးကောက်ကိဘဝင်တဲ့စီဆုံးချင်းကတော့နဲမယ်ဒါပေမဲ့စီဝဲတဲ့အဖွဲကမကြီးတွက်နိုင်ဘူးလို့ဘုရားကပြောရကြတယ်ဘယ်လောက်များမလို့စဉ်းစားကြည့်အဲ့ဒါကပွဲဝင်တဲ့အဖွဲဖြစ်သွားပြီကဲဒါဆိုရင်ဒီနေ့စီဆုံးပြီးပေးရန်ကြီးကာလမှာနော်ပထမ3နှစ်ခွဲ6လုံးတစ်စိတ်ရိုက်တဲ့ကာလမှာဒီနေ့ပေးရန်ကြီးကာလမဝင်မီချစ်ဆောင်သွားပြီတတူချစ်ဆောင်သွားပြီပြီးပေးရန်ကြီးကာလတဲ့ဝင်ပြီးမှစီဝဲတဲ့အဖွဲ့ရှိတယ်အဲ့ဒါစီမဝဲနေတဲ့လူဒီနေ့ပါလို့လဲဆိုရင်ဖောက်ပြန်တော်သူလို့ခေါ်တယ်အဲ့ဒီအကြောင်းကိုကျွန်တော်ဆက်လေ့လာမယ်ပြာတိကျမ်းခန်းကြီး14ကိုကနေ7အမို့မတဲ့ခန်းကြီး24ကိုကနေ73ဖတ်ရအောင်နော်မတဲ့ခန်းကြီး24ကိုကနေ73ဖတ်ရအောင်ထိုကာလ၌လူများတို့သည်တင်တို့ကိုညင်းဆဲခြင်းအတိတ်သက်ချင်းကိုခံစေခြင်းကအနံ့ကြလိမ့်မည်ငါ၏နာမကြောင့်လည်းခတ်သိမ်းသောလူမျိုးတို့သည်တင်တို့ကိုမုန်းကြလိမ့်မည်ထိုကာလ၌အများသောသူတို့သည်ဖောက်ပြန်ခြင်းသို့ရောက်၍
အချင်းချင်းတယောက်ကိုတယောက်အနှံ့ကြလိမ့်မည်အချင်းချင်းမုန်းကြလိမ့်မည်မိစ္ဆာပရောဖက်အများတို့သည်ပေါ်လာ၍လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်မတရားသောအမှုတို့သည်များပြားသဖြင့်အများသောသူတို့၏ချစ်ချင်းမေတ္တာသည်ခေါင်းပါလိမ့်မည်အကျဉ်သူသည်အဆုံးတိုင်အောင်တည်ကြည်ထိုသူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်လူမျိုးအပေါင်းတို့ရပြီနော်အဲ့မှာချိလူအများပြဖောက်ပြန်သွားမယ်အဲ့ဒါခရိယန်တွေပြောတာ63လုံးတစ်စိတ်ကိုရေးတာဖောက်ပြန်သွားတဲ့လူနော်ကယ်တင်ခြင်းရှုံးတယ်အဲ့ဒါကဒီမှာအဲ့ဒီကျုံနည်းနည်းရှင်းပြမယ်အဖက်အခန်းကြီး၄အငယ်30တချက်လောက်ဖတ်ပြရအောင်နော်အဖက်အခန်းကြီး၄30အဖက်အခန်းကြီး၄အငယ်30ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင်သင်တို့ကိုတစိ့ခတ်တော်မူသောဘုရားသခင်၏တန်ရှင်သောဝိညာဉ်တော်ကိုစိတ်မနာစေကြနှင့်ရဲ့တန်ရှင်သောဝိညာဉ်တော်အမခံချက်ပေးတာကိုနှမျိုးရှိတယ်ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင်တစိခတ်တော်မူသောဘုရားကဝိညာဉ်တော်တန်ရှင်သောဝိညာဉ်တော်စိတ်မနာစေနဲ့တဲ့အဲ့ဒါပထမကဒီနေ့ဘာလို့စီရွေးနှုတ်တယ်ဆိုတော့ခန္ဓာကိုအသက်ကုံဆုံးတီထိအဲ့ဒါကဝိညာဉ်တော်တစိရိုက်ထားတယ်အဲ့ဒါကရပ်ချမတိုင်မီပြာတိကျမတဲ့ခန်းကြီး20ကိုဖတ်ပြအောင်နော်ငါသည်သင်တို့အားပေးသမျှသောပြည့်ညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းကဆုံးမဩဝါဒပေးကြလောငါသည်လည်းကကပကုံတိတိုင်အောင်သင်တို့နှင့်အတူအစဉ်မပြတ်ရှိတည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏အာမင်အဲ့ဒါကကပကုံတိတဲ့အောင်သင်တို့နှင့်အတူရှိမယ်အဲ့ဒီကပကုံဆိုတာခန္ဓာကိုယ်တွေးတာကမြည်ကြီးဖြစ်တယ်မိမုံနဲ့ဖန်ဆင်းသားတော့ကြောင့်ခန္ဓာကိုယ်တည်တင်တို့နဲ့အတူရှိမယ်မတဲ့ခန်းကြီးတိအငယ်23မှာယေရှုနာမည်အေမာနွေလာအနတ္တိဘကငါတို့နဲ့အတူရှိတော်မူသောဖခင်ဆိုတာပဲမရှိတယ်လို့ဆိုရင်လူဤဝိညာဉ်ထဲမှာရှိတယ်နော်အဲ့ဒါကလူဤဝိညာဉ်ထဲမှာဒီနေ့ပါရှိတယ်လို့ဆိုရင်ဖခင်ဝိညာဉ်ရှိမယ်ကဲအဲ့ဒါပဲထိလဲဆိုရင်ဒီမှာချီဆုံးချင်းမတိုင်မီထိချီဆုံးချင်းထိလူဤဝိညာဉ်ထဲမှာကဲတင်ချင်းရတဲ့ဝိညာဉ်ထဲမှာဖယားဝိညာဉ်ရှိမယ်အဲ့ဒါဒီနေ့ပါဆိုရင်ပထမအစစ်ခန္ဓာကိုယ်တည်ထိအဲ့ဒီလူတွေကိုဒီနေ့ကဲတင်ချင်းရပြီးမှဖောက်ပြန်တဲ့လူအများရှိတယ်အချင်းစာရိတကလာတိအခန်းကြီး9:20မှာဖတ်မယ်ဆိုရင်အဲ့ဒါကအကျင့်စာရိတ္တဖောက်ပြန်တာရပ်ချမတိုင်ဘူးအဲ့ဒါဒီကတော့အမွေမရဘူးငါရဲလူတဲ့တည်ချင်းရတယ်အဲ့ဒီအကျင့်စာရိတ္တဖောက်ပြန်တာဖယားလက်ခံတယ်ဒါပေမဲ့63လုံးရိုက်ပြီးဆိုရင်ဖယားကမရတော့ဘူးဒါကြောင့်ရပ်ချပြည့်တဲ့ချိန်မှာကျန်ရည်ခရိယန်ထဲမှာဒီနေ့ကဲတင်ချင်းရပြီးကျန်ရည်ခရိယန်ထဲမှာတန်ရှင်တော်ဝိညာဉ်တော်ရုပ်တင်သွားပြီရွေးနှုတ်ပြီးပြီအဲ့ဒီချီဆုံးပြီးပြီဆိုရင်ရပ်ချထဲမှာဝိညာဉ်တော်ရုပ်တင်သွားပြီဆိုရင်အဲ့ဒါကတော့တန်ရှင်တော်ဝိညာဉ်တော်လူထဲမှာမရှိတော့ကပ္ပပေါ်မှာလည်းမရှိတော့မပေးတော့လူဒီထဲကိုမပေးဘူးတသိန်းလေးတုံးလေးထုံကိုပဲပေးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့ဒီကာလမှာလေဒါဆိုရင်ဖောက်ပြန်တော်သူတွေကဘယ်သူလဲကဲတမီဖတ်ပေးမယ်ပြရိချအခန်းကြီး14ကိုကနေစတိဖတ်ပေးမယ်နော်ထိုမှတပါတတိယကောင်းကင်တမန်ကအကျဉ်သူသည်သားရဲနှင့်သူ၏ရုပ်ထုကိုကိုးကွယ်၍သူ၏တစိမ့်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေလက်၌ခံသည်ဖြစ်စေထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌လောင်းသောအမျက်တော်စပြည့်ရည်စစ်ကိုတောက်ရလိမ့်မည်တန်ရှင်သောကောင်းကင်တမန်တို့ရှိသို့တငယ်ရှိတွင်ကက်နှင့်ရောသောမိထဲ၌ရင်းစွာသောညင်းဆဲခြင်းကိုခံရလိမ့်မည်ထိုညင်းဆဲခြင်းဤမိကိုသည်ကပါအဆက်ဆက်တက်လက်ရှိ၏တာရဲနှင့်သူ၏ရုပ်ထုကိုကိုးကွယ်၍သူ၏နာမတစိမ့်လက်မှတ်ကိုခံသောသူတို့သည်နှိမ့်ညမပြတ်သက်သာမရကြဟုလိုက်၍ကြီးသောအသင်နှင့်ပြောဆို၏အဲ့ဒါကချစ်ဆုံးပြီးဆိုရင်
တာရဲ့တစိတ်ကိုနဖိုးမှဖြစ်စီလက်ရလက်မှဖြစ်စီ6တစိတ်ရဲ့တဲ့လူတွေကကန့်နဲ့ရောတဲ့မီးလျံထဲမှာမိမိအဖို့ရလိမ့်မည်တဲ့ကပအဆက်ပြေးစွာဝေဒနာခံမယ်အဲ့ဒါသူတို့ကတော့ဒီနေ့ငရဲထဲမှာလုံးဝကြတယ်ယုံကြည်သူတွေချီဆုံပြီးမှ6တုံးလုံးရိုက်တဲ့လူတွေအားလုံးဖောက်ပြန်တော်သူလို့ခေါ်တယ်အဲ့ဒီဖောက်ပြန်တော်သူကပင်မှာပဲရပါအကျိုးရစေကန့်နဲ့ရောတဲ့မီလျံကဲကန့်နဲ့ရောတဲ့မီလျံထဲမှာအနိတထောင်မဟုတ်ဘူးတသိမ်းမဟုတ်ဘူးတကရီမဟုတ်ဘူးထောင်ရပြေးစွာခံရမယ်ဒါကြောင့်ငရဲတော်မှာနှမျိုးရှိတယ်ထောင်ရမီငရဲပြီးကန့်နေရောတဲ့မီလျံအန်တီခရီလက်တီမှာကြတယ်မိစ္ဆာပရောဖက်လက်တီမှာကြတယ်ကန့်နေရောတဲ့မီလျံထဲမှာစာတန်နကားလက်ကြတယ်6တုံးလုံးရိုက်တဲ့လူလက်ကြတယ်အဲ့ဒီမှာလေအဲ့ဒီဒီကြတဲ့လူတွေအကြောင်းကိုကြည့်မယ်ဆိုကန့်ပါရနောက်ကန့်ပါရကို6တုံးလုံးမပါပဲနဲ့ပေအကြည့်စာရီတောက်ကြတယ်လဲဆိုရင်အဲ့ဒါတစ်ချက်ဖတ်ပြပါပြာရီချန်ခကြီးနဲ့78ကိုဖတ်ပြအောင်ကြောက်တတ်သောသူမယုံကြည်သောသူဆက်ဆုပ်ရွံရှာဖွယ်သောသူလူအသက်ကိုတတ်သောသူမတရားသောမိထုံ၌မြည်ဝဲသောသူပြုစားတတ်သောသူရုပ်ထုကိုကိုးကွယ်သောသူသစ္စာပြတ်သောသူအပေါင်းတို့မူကားဒုတိယတေခြင်းတည်းဟုသောကန့်နစ်လောင်သောမိအိုင်ထဲ၌မိမိတို့အဖို့ခံရကြလိမ့်မည်ဟု၍၎င်းကအာမိတ်တော်မူ၏အဲ့ဒါက6တုံးလုံးမပါပေမဲ့6တုံးလုံးခိမရောက်ပေမဲ့အဲ့ဒီအကျင့်စာရိတအမျိုးရှိတဲ့လူကကန့်ပါနေဆိုတော့တွေ့ရတယ်အဲ့ဒါဇာနာကတော့ထာဝရမင်းရဲ့အိမ်လို့ပဲတုံးထားတယ်ပူမတိမင်းမင်းပဲတုံးထားတယ်ဒါကြောင့်ဒီနေ့ဖောက်ပြန်တဲ့ခရိယာနေဒီနေ့နည်းနည်းပါပါမုံများစွာနော်မရင်မတွက်နေတော့မပေါ့များစွာဖောက်ပြန်မယ်ကဲဒါဆိုရင်ချီဆုံပြီးဒီမှာကြည့်ချီဆုံချင်းမှာတတူးတမိပဲပါသွားတယ်ပြီးစီဝဲတဲ့အဖွဲ့ရှိတယ်နော်အဲ့ဒီစီဝဲတဲ့အဖွဲ့ကတော့ဒီနေ့ဖြူတော့ဝတ်လုံရတယ်အဲ့ဒါကစီဝဲတဲ့အဖွဲ့ဖောက်ပြန်တဲ့အဖွဲ့ကတော့ခုနထာဝရမီးငရဲအိမ်ထာဝရမီးငရဲအိမ်မှာပဲမိမိဖို့ရမယ်ကဲဒါဆိုခရိယံပနဖွဲ့ဖြစ်သွားတယ်လေဆိုရင်အခုလောလောဆယ်3ဖွဲ့ရှိသွားပြီဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကရပ်ချမတိုင်မီခန္ဓာကိုယ်တည်အမခံတယ်ဒါပေမဲ့ရွေးလို့ပြီးဆိုရပ်ချပြီးဆိုဖောက်ပြန်သွားမရတော့အဲ့ဒီနှစ်ပိုင်းရှိတယ်ဒါကြောင့်ခရိယံနည်းနည်းပပဖောက်ပြန်မှာမဟုတ်များစွာဖောက်ပြန်သွားမယ်ဒါမဲ့စီဝဲတဲ့လူကမရည်တွက်နေဘူးအဲ့ဒါခရစ်တော်တို့ကြောင့်အသက်ခံတဲ့လူကမရည်တွက်နေဒါကြောင့်ချစ်တော်ညီကိုမောင်နှမတို့ယေရှုခရစ်တော်ကြွလာရင်ကျွန်တော်ကျမအစင်တိပြင်ဖို့ပဲအရေးကြီးတယ်အခုချိန်မှာကတော့ကျွန်တော်တို့ဒီနေ့ဘာလို့ဆိုရင်အခွင့်အရေးရှိသေးတယ်ကျမ်းစာထဲမှာရှိတယ်အကျဉ်းစာရိတဖောက်ပြန်တဲ့လူအခုရပ်ချမတိုင်မဲ့ကဲတင်ချင်းကတော့မရှုံဘူးကဲတင်ချင်းရပြီးသားကိုက6တုံးလုံးကတော့အကျဉ်းစာရိတဖောက်ပြန်တော့မို့စာတန်ဤလူဖြစ်မှရောက်တော့တဲ့ကြောင့်ဒီလူတွေကဒီနေ့ဘလို့မှဖယားကလက်မခံနိုင်ဘူးကဲဒါဆိုရင်ကျွန်တော်အခုလိတ်လာအနည်းဆုံးအသက်စာဆုံးကြောင့်မပြီးသေးဘူးဒါကြောင့်ပေးတန်ကြီးကာလနော်ပြီးသွားရင်အပေးတန်ကြီးကာလနှစ်ပိုင်းရှိတယ်နှစ်ပိုင်းထဲမှာနော်ဒီနေ့ဘာလို့ဆိုရင်ခွဲကတော့အသက်ခန္ဓာအုပ်စုကပထမ3နှစ်ခွဲဖြစ်တယ်
ကပါပေါ်မှာညီချင်းဆရာလည်းမရှိဘူးလောကကြီးမှာအကုန်လုံးခံစားသွားမယ်ကဲဒါကြောင့်ဒီသင်္ကန်းစာကိုကျွန်တော်တို့နောက်ပါရှိမယ်နော်နောက်ပါကိုကျွန်တော်တို့ဒီအနည်းဆုံးအသက်စာဆုံးနဲ့ပတ်သက်ပြီးမှဆက်ဝင်ငါသွားမယ်အခုအနည်းဆုံးအသက်စာဆုံးကတွေးတာခန္ဓာကိုယ်နဲ့ဒီနေ့သာရကာလမှာကူသွားတဲ့အုပ်စုဖြစ်သွားပြီအဲ့ဒီရွေးကြံပြီးမှတုံးတုပရပြီးသွားပြီကဲနှုတ်ကပရဝင်ငါတဲ့ကြားတဲ့လူအရောက်တိုင်းပေါ်ဖျားကောင်းချီဖေးပါစီခဏလေးဆွတ်တော့ရအောင်ကြီးမြတ်တော်မူသောဖျားအသက်ရှင်တော်မူသောဖျားကရုကျေးဇူးတင်တယ်နာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့အနည်းဆုံးအသက်စာဆုံးအပိုင်း40နှုတ်ကပရအဖေအရောက်တိုင်းကိုစကားပြောပါကိုရောရှင်ဖျားမျိုးစီကျေတော်သူမတက်နိုင်ရှိလောင်းတယ်လို့မတက်နိုင်ဘူးအပင်ပေါင်ဖျားတင်တက်နေပါတယ်အပင်ပေါက်အတီးတီးစီပါသခင်ယေရှုနာမနဲ့ကောင်းချီးလက်စတောင်းစကန်နာဖာအာမင်